ဒီကနေ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့နေရအမှန်ကိုသိဖို့အတွက်ဒီမတမအရေးကြီးပါတယ်လောကထဲမှာတင်အသက်ရှင်နေပေမဲ့တင်ဟာလောကသားကဲ့သို့လောကနဲ့ရှိတော်သူတွေကဲ့သို့အသက်ရှင်ဖို့အတွက်ဘုရားခင်တင်ကိုရည်ရွယ်ချက်မရှိပါဘူးအားလုံးကိုခရစ်တော်နာမနဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီကနေ့တစ်ခါပြန်နေပြီးမှကျွန်တော်နှုတ်ကပတ်တော်နဲ့အတူတကွအခုအားယူကြပါစို့ဘုရားခင်ထံမှပျော်ရွှင်ခြင်းငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကွယ်ကာမဆခြင်းများသည်အရောက်ချင်းစီတိုင်းပေါ်မှာခံစားရရှိကြပါစေဒီကနေ့တော့ကျွန်တော်ကိုယ့်နေရာကိုမမေ့ပါနဲ့ဆိုတဲ့နှုတ်ကပတ်တော်အားဖြင့်နှိုးဆော်ခြင်းပါတယ်ဆိုတော့ဘာကြောင့်ဒီအကြောင်းအရာကိုပြောတယ်လဲဆိုရင်ဒီကနေ့ယုံကြည်သူခရိယာအတိုင်းအဝိုင်းထဲမှာကြီးတဲ့အခါမှာယုံကြည်သူလို့ပြောနေတဲ့အတူတွေရဲ့အတ္တကိုကြီးတဲ့အခါမှာဖခင်ရဲ့အလိုတော်နဲ့ဆန့်ကျင်ပြီးမှအသက်ရှင်နေတဲ့ယုံကြည်သူတွေကိုများစွာကျင်တွေ့ရပါတယ်ကိုယ်နေရာကိုမေ့နေတဲ့သူတွေဒီနေ့လောကထဲမှာခရိယာအတိုင်းအဝိုင်းထဲမှာများစွာရှိနေကြတယ်ကိုယ့်ရဲ့အခြေအနေကိုယ့်ရဲ့နေရာအမှန်ကိုမေ့နေကြတဲ့သူတွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာဒီကနေ့နှုတ်ကပတ်တော်ခံယူနေတဲ့မိတ်ဆွေတင်နဲ့ကျွန်တော်တို့မပါဖို့အင်မတန်မှအရေးကြီးပါတယ်နှုတ်ကပတ်တော်အဖြစ်ခွန်အားပေးခြင်းပါဓမ္မကျမ်းစာတစ်ပိုက်ကဒီလိုပြောထားတာအရာရှိပါတယ်ဂါလာတိဩဝါဒစာအခန်းကြီး3အပိုက်ငယ်26မှာဒီလိုပြောပါတယ်အဘယ်သို့နည်းဟူမူကားတင်တို့အပေါင်းဒီယေရှုခရစ်ကိုယုံကြည်သဖြင့်ဖယားသခင်ရဲ့သားဖြစ်ကြ၏လို့ပြောပါတယ်နှုတ်ကပတ်တော်ကတော့ကျွန်တော်တို့ကိုရှင်းရှင်းလင်းလင်းပြောထားပါတယ်ယေရှုခရစ်ကိုယုံကြည်ခြင်းအပြင်တဲ့ဖယားသခင်ရဲ့သားဖြစ်ကြတယ်ဆိုတော့ဖယားရဲ့သားဟာလောကထဲမှာအသက်ရှင်နေတဲ့အရာကဘလို့အသက်ရှင်ရမလဲဒီကနေ့ခရိယအတိုင်းဝိုင်းထဲမှာကြီးတဲ့အခါမှာယုံကြည်သူတွေရဲ့အတိုင်းဝိုင်းထဲမှာကြီးတဲ့အခါမှာကိုယ့်ရဲ့အခြေအနေမှန်ကိုမေ့နေတဲ့သူတွေများစွာရှိပါတယ်ကျွန်တော်တို့ဘဝကိုခရစ်တော်ဖယားခင်ကအပြစ်သားဘဝကနေဖယားသားဘဝကိုချီးမြှောက်ထားပြီးဖြစ်တယ်ဖယားသားနေရာမှာတင့်ကိုထားတာဖြစ်တယ်ဒါပေမဲ့ဒီနေ့ခရိယာအတိုင်းဝိုင်းထဲမှာကြီးတဲ့အခါမှာဖယားသားလို့ပြောနေတဲ့ယုံကြည်သူတွေရဲ့အတ္တဟာဖယားရဲ့အလိုတော်နဲ့လွဲမှားနေတဲ့အရာတွေများစွာရှိတယ်ဖယားအသက်ရှင်စေလိုတော့အရာနဲ့အသက်မရှင်ဘဲနဲ့ဖယားအသက်မရှင်စေခြင်းတော့အရာအဖြစ်အသက်ရှင်နေတဲ့ယုံကြည်သူတွေဒီကနေ့ကျွန်တော်အတိုင်းအဝိုင်းထဲမှာပတ်ဝန်းကျင်ထဲမှာများစွာဒီနေ့ရှိနေတဲ့အရာကိုတွေ့ရပါတယ်ဆိုတော့မိတ်ဆွေတင်ငေါဘလို့အသက်ရှင်နေတယ်လဲအရေးကြီးပါတယ်ဆိုတော့ဒီအကြောင်းအရာလေးကိုကျွန်တော်စဉ်းစားတဲ့အခါမှာအဖြစ်အပျက်အကြောင်းအရာလေးတစ်ခုကိုကျွန်တော်တွားပြီးမှတတိယမိပါတယ်ကျွန်တော် Facebook ကြည့်တဲ့အခါမှာဆရာတယောက်ကဒီလိုပြောထားတဲ့အရာရှိပါတယ်အကြောင်းအရာလေးပေါ့နော်လူငယ်တွေကိုခွန်အားပေးထားတဲ့အကြောင်းအရာတွေရှိပါတယ်အဲ့ဒီအကြောင်းအရာလေးကဘာလဲဆိုရင်တနေ့မှာကြားမကြီးတစ်ကောင်ကတားဖွားတယ်တားဖွားတဲ့အခါမှာတားပေါက်ပြီးချင်းမှာပဲကြားမကြီးကဆုံးသွားတယ်ဆိုတော့အဲ့ဒီကြားပေါက်ကလေးရှိနေတဲ့ကြားတားပေါက်ကလေးရှိနေတဲ့နေရာကိုစိတ်အုပ်စုကရောက်လာတယ်အဲ့ဒီစိတ်အုပ်စုကအဲ့ဒီကြားပေါက်ကလေးကိုခေါ်သွားကြတယ်ကြားပေါက်ကလေးကိုခေါ်သွားတဲ့အခါမှာကြားပေါက်ကလေးကအဲ့ဒီငယ်ကလေးကနေစိတ်အုပ်စုထဲမှာကြီးလာတဲ့အခါမှာတနေ့တူဟာလဲအသက်အရွယ်ရလာတဲ့အခါမှာစိတ်တွေလိုပဲပြုမှုကျင့်ကြံအသက်ရှင်နေထိုင်တယ်စိတ်တွေလိုပဲမျက်တွေကိုစားနေတယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တွားပြီးမှတတိယမိပါတယ်ဆိုတော့ဒီကနေ့ယုံကြည်သူတွေရဲ့အတ္တကလည်းထိုနည်းသူစွာပါပဲဒီနေ့ဖယားသခင်ကယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုဖယားသားနေရာမှာချီးမြှောက်ထားတာဖြစ်တယ်ဖယားသားကောင်းကင်နိုင်ငံသားနေရာမှာဖယားကကျွန်တော်တို့ကိုထားတာဖြစ်တယ်ဒါပေမဲ့ဖယားသားဖြစ်တဲ့ကောင်းကင်နိုင်ငံသားဖြစ်တဲ့ကျွန်တော်တို့ကယနေ့လောကထဲမှာအသက်ရှင်နေရပါတယ်အသက်ရှင်နေရပေမဲ့လောကသားတွေကဲတော့အသက်ရှင်ဖို့မဟုတ်ဘူးဆိုတာကိုတတိယစေချင်ပါတယ်ဒီနေ့ကြားပေါက်ကလေးကစိတ်တွေနဲ့အတူနေထိုင်တဲ့အခါမှာစိတ်တွေကဲတော့သူကျင့်ကြံသွားတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ကြားကဲတော့မဟုတ်ဘဲနဲ့စိတ်တွေလိုသူနေထိုင်အသက်ရှင်တယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ဟုတ်ပြီဆိုတော့ဒီကနေ့ဒီအကြောင်းအရာလေးထဲမှာဘာကိုခွန်အားပေးခြင်းတည်းဆိုရင်
ဒီကနေ့ကျွန်တော်တို့ယုံကြည်သူခရိယန်တွေဟာဖခင်သားဖြစ်တဲ့ယေရှုခရစ်တော်ဘုရားကိုယုံကြည်လက်ခံခြင်းအပြင်ဒီကနေ့ကျွန်တော်တို့ဟာဖခင်ခင်ရဲ့သားကောင်းကင်နိုင်ငံသားတွေဖြစ်ပါတယ်ကောင်းကင်သားတွေဖြစ်ပါတယ်ဆိုတော့ကောင်းကင်သားဖြစ်ပေမဲ့ယခုလက်ရှိအခြေအနေမှာတော့ကျွန်တော်တို့ဟာလောကထဲမှာလောကသားတွေနဲ့အတူအသက်ရှင်နေရပါတယ်ဒါပေမဲ့အဲ့ဒီလောကသားတွေနဲ့အတူအသက်ရှင်နေရပေမဲ့ကျွန်တော်တို့ဟာလောကသားတွေကဲ့သို့အသက်ရှင်သွားဖို့ဖခင်အလိုတော်မရှိပါဘူးဖခင်ကတင်းကိုလောကသားတွေနဲ့အတူအသက်ရှင်နေပေမဲ့တင်းကိုအဲ့ဒီလောကသားတွေရဲ့အထဲမှာဖခင်ရဲ့အတာဖြစ်ခြင်းကိုဖခင်ကထင်ရှားစေခြင်းသာဖြစ်တယ်တင်းအားဖြင့်ဆိုတော့မိတ်ဆွေဒီကနေ့တင်းနဲ့ကျွန်တော်တို့ကဘလို့အသက်ရှင်နေတယ်လဲဒီနေ့ခရိယန်တွေတော်များများဟာလောကထဲမှာလောကသားတွေနဲ့အတူအသက်ရှင်နေပြီးတော့လောကသားတွေကဲ့သို့ပဲကျင့်ကြံပြုမှုနေထိုင်သွားတဲ့ခရိယန်တွေနေတဲ့များစွာကျွန်တော်အတိုင်းဝိုင်းထဲမှာရှိနေပါတယ်ဆိုတော့မိတ်ဆွေဒီကနေ့တင်းနဲ့ကျွန်တော်ကအဲ့ဒီနေရာထဲမှာမပါဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်ဘုရားသခင်ကလည်းအဲ့ဒီထဲမှာမပါစေချင်ပါဘူးတတိယမှာချစ်တော်မိတ်ဆွေယုံကြည်သူများကျွန်တော်တို့ဟာလောကထဲမှာရှိနေပေမဲ့လောကသားမဟုတ်ပါဘူးဖခင်ရဲ့သားကောင်းကင်နိုင်ငံသားတွေဖြစ်ပါတယ်အဲ့ဒီအရာလေးကိုကျွန်တော်အမြဲတမ်းတတိယစီချင်ပါတယ်တတိယမှာဒါကြောင့်လောကသားကဲတော့အသက်မရှင်ဘဲနဲ့ဖခင်ရဲ့သားနည်းတူကောင်းကင်သားကဲတော့ကျွန်တော်အသက်ရှင်ဖို့ဖြစ်တယ်ယေရှုခရစ်တော်ဘုရားကကျွန်တော်ကိုတက်တည်ထူသွားတာဖြစ်တယ်ယေရှုခရစ်တော်ဘုရားလောကထဲမှာအသက်ရှင်ပါတယ်လောကသားတွေနဲ့အတူတူအသက်ရှင်ခဲ့ပါတယ်သို့တော်လည်းသူဟာလောကသားတွေလိုသူရဲ့အသက်တာဘဝကိုမပြောင်းလဲလိုက်ပါဘူးလောကသားတွေနဲ့အတူအသက်ရှင်ပြီးမှအဲ့ဒီလောကသားတွေရဲ့ဂျားထဲမှာဖခင်ရဲ့ဖြစ်ခြင်းဖခင်သားဖြစ်ခြင်းကိုထင်ရှားစေတာဖြစ်တယ်ထိုနည်းတူစွာပဲဒီကနေ့ယုံကြည်သူအရောက်ချင်းစီတိုင်းကိုလည်းဖခင်ကထိုနည်းတူစွာအသက်ရှင်စေချင်တာဖြစ်ပါတယ်လောကထဲမှာရှိနေပေမဲ့ကျွန်တော်တို့ဟာလောကတာမဟုတ်ပါဘူးဖခင်ရဲ့တာသမီတွေဖြစ်တယ်ကောင်းကင်နိုင်ငံသားတွေဖြစ်ပါတယ်ဒါကြောင့်ကောရိန္သုဩဝါဒစာပထမစာအခန်းကြီး15အပိုင်ငယ်48မှာတော့ဒီလိုပြောထားတာရှိပါတယ်ဓမ္မကျမ်းစာကဒီလိုပြောပါတယ်မြေသားတို့သည်ထိုမြေသားကဲ့သို့ဖြစ်ကြ၏ကောင်းကင်သားတို့သည်ထိုကောင်းကင်သားကဲ့သို့ဖြစ်ကြလိမ့်မည်လို့ပြောပါတယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့ကမြေသားမဟုတ်ပါဘူးကောင်းကင်သားတွေဖြစ်ပါတယ်ယုံကြည်သူတွေကယေရှုခရစ်တော်ဘုရားကိုယုံကြည်လက်ခံခြင်းအပြင်မြေကြီးသားမဟုတ်တော့ဘူးလောကသားမဟုတ်တော့ဘူးဖခင်သားဖြစ်တယ်ကောင်းကင်သားဖြစ်တယ်ဒါကြောင့်ကောင်းကင်သားကဲ့သို့ဖြစ်ကြလိမ့်မယ်လို့နှုတ်ကပတ်တော်ကပြောထားတဲ့အတိုင်းကျွန်တော်တို့ရဲ့အသက်ရှင်မှုဟာလည်းလောကသားကဲ့သို့မဟုတ်ဘဲနဲ့ကောင်းကင်သားကဲ့သို့အသက်ရှင်မှုဖြစ်ပါတယ်နှုတ်ကပတ်တော်နဲ့အညီဖခင်ရဲ့စကားကိုနားထောင်ပြီးမှအသက်ရှင်မှုဖြစ်ပါတယ်ချစ်တော်ယုံကြည်သူဓမ္မမိတ်ဆွေများတိုက်တွန်းခြင်းပါတယ်ခွန်အားပေးခြင်းပါတယ်ကျွန်တော်တို့ဟာလောကသားမဟုတ်ပါဘူးလောကထဲမှာရှိနေပေမဲ့လောကသားမဟုတ်ပါဘူးကောင်းကင်နိုင်ငံသားတွေဖြစ်ပါတယ်ဒီနေ့လောကထဲမှာရှိနေရခြင်းအကြောင်းရင်းကလောကထဲမှာဖခင်ရဲ့တသက်ဖြစ်ဖို့ဖခင်ရဲ့အလင်းဖြစ်ဖို့ဖခင်ရဲ့ဧဝံဂေလိသတင်းစကားကိုဒီနေ့ပြောကြားဖို့လူမျိုးအပေါင်းကိုဧဝံဂေလိသတင်းစကားဝေငှဖို့အတွက်ဒီနေ့ဖခင်ကလောကထဲမှာတင့်ကိုထားတာဖြစ်တယ်လောကသားတွေကိုဖခင်ရဲ့သတင်းစကားပြောဖို့အတွက်တင့်ကိုထားတာဖြစ်တယ်ဒါကြောင့်ချစ်တော်ယုံကြည်သူဓမ္မမိတ်ဆွေများဒီကနေ့ကျွန်တော်တို့ဟာလောကသားကဲ့သို့အသက်မရှင်ပါနဲ့သင်ဟာဖခင်သားဖြစ်တယ်ဖခင်သားကောင်းကင်သားကဲ့သို့ကျွန်တော်အသက်ရှင်ကြပါစို့ခွန်အားပေးခြင်းပါတယ်ဒီနေ့ကျွန်တော်တို့ပြောတဲ့စကားလောကသားကဲ့သို့ပြောဖို့မဟုတ်ဘူးဖခင်ရဲ့နှုတ်ကပတ်တော်ပြောဖို့ဖြစ်တယ်ဖခင်သားစကားတွေပြောဖို့ဖြစ်တယ်ဖခင်သားတွေရဲ့စကားကျွန်တော်ပြောဖို့ဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ပြောနေတဲ့အရာကလည်းဘာကိုပြောနေတယ်လဲဆိုရင်လောကထဲမှာလောကသားတွေပြောသလိုပဲဒီနေ့ကျွန်တော်တို့ကစကားတွေပြောနေကြတယ်ကျွန်တော်တို့တက်သေးတွေဖခင်ရဲ့တက်သေးဖြစ်ဖို့ဖြစ်တယ်လောကထဲမှာရှိနေတဲ့ကျွန်တော်တို့ကအသက်ရှင်သောဖခင်ရဲ့တက်သေးတွေဖြစ်ဖို့ဖြစ်တယ်ဒါပဲဒီကနေ့ယုံကြည်သူတွေကလောကသားတွေရဲ့ရှေ့မှာမယုံကြည်သူတွေရဲ့ရှေ့မှာတက်သေးမဖြစ်ဘူးဖြစ်နေတယ်ဟုတ်ပြီကျွန်တော်တို့အလင်းဖခင်ကတင်းတို့ဟာဤလောကရဲ့အလင်းဖြစ်တယ်လောကသားတို့ရဲ့ဂျားထဲမှာအသက်ရှင်သောဖခင်ရဲ့အလင်းကိုလင်းစေဖို့ဖြစ်တယ်နှုတ်ကပတ်တော်အလင်းကိုလင်းစေဖို့ဖြစ်တယ်ကျွန်တော်တို့အားဖြင့်ကျွန်တော်တို့နေ့စဉ်နေ့တိုင်းအလုပ်တွေလုပ်နေကြတယ်စီးပွားရေးတွေလုပ်ကြတယ်ဘ
ဘာအတွက်လုပ်ဖို့လဲဆိုရင်လောကီဘန္တာကိုစုဆောင်ဖို့မဟုတ်ပါဘူးကောင်းကင်ဘန္တာကိုစုဆောင်ဖို့အတွက်ကျွန်တော်တို့ကအဓိကလုပ်ရမှာဖြစ်တယ်ဒါကြောင့်ချစ်တော်ယုံကြည်သူဓမ္မမိတ်ဆွေများကျွန်တော်တို့ဟာဖယားသားဖြစ်တယ်လောကထဲမှာရှိနေပေမဲ့တင်ဟာလောကသားမဟုတ်ပါဘူးဖယားသားဖြစ်တယ်ဥပမာတစ်ခုပြောရမယ်ဆိုရင်အမေရိကန်နိုင်ငံသားတစ်ယောက်ကမြန်မာနိုင်ငံထဲမှာရှိနေပေမဲ့သူဟာမြန်မာနိုင်ငံသားမဟုတ်ပါဘူးအမေရိကန်နိုင်ငံသားဖြစ်ပါတယ်နိုင်ငံခြားသားဖြစ်ပါတယ်ဒါကြောင့်မြန်မာနိုင်ငံထဲမှာရှိနေတဲ့နိုင်ငံခြားသားတွေကိုကျွန်တော်ဘယ်လိုခေါ်လဲမြန်မာနိုင်ငံသားလို့မခေါ်ပါဘူးနိုင်ငံခြားသားလို့ခေါ်ပါတယ်မြန်မာနိုင်ငံထဲမှာမွေးပြီးမြန်မာနိုင်ငံထဲမှာကြီးလာတဲ့ကျွန်တော်တို့ကမြန်မာနိုင်ငံသားလို့ခေါ်တာဖြစ်တယ်ထို့နည်းတူစွာပဲဒီကနေ့ကျွန်တော်တို့ဟာယေရှုခရစ်တော်အားဖြင့်ဖယားသားဖြစ်ခွင့်ရပြီဖြစ်တယ်ဖယားသားတွေဖြစ်တယ်ဒါကြောင့်လောကထဲမှာယခုအသက်ရှင်နေပေမဲ့ကျွန်တော်တို့ဟာလောကသားမဟုတ်ပါဘူးဖယားရဲ့တာသမီတွေဖြစ်တယ်ဆိုတဲ့အရာကိုအရောက်ချင်းစီတိုင်းကိုကျွန်တော်တတိယစေချင်ပါတယ်နေ့ရက်စဉ်တိုင်းမှာအသက်ရှင်တဲ့အခါမှာဖယားသားကဲတော့အသက်ရှင်ကြပါစို့လောကသားကဲတော့အသက်မရှင်ပါနဲ့လောကသားတွေနဲ့အတူအသက်ရှင်ပေမဲ့အဲ့ဒီလောကသားတွေရဲ့ကြားထဲမှာသင်ဟာဖယားသားဖြစ်ခြင်းကိုတက်တည်ထူဖို့ဖြစ်တယ်တက်တည်ထူဖို့ဖြစ်ပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများဒီကနေ့ကျွန်တော်ခွန်အားပေးခြင်းတဲ့အရာကသင်ဟာဖယားသားဖြစ်ပါတယ်အဲ့ဒီဖယားသားဖြစ်ခြင်းရဲ့တင့်နေရာကိုဘယ်တော့မှမမေ့ပါနဲ့တင့်နေရာကိုတင်မေ့သွားပြီဆိုရင်တင်ဟာဘလို့အသက်ရှင်ရမလဲဆိုတဲ့အရာကိုတင်မေ့သွားမှာဖြစ်တယ်မေ့သွားမှာဖြစ်တယ်ဒါကြောင့်ဒီဖယားသားဖြစ်ခြင်းကိုယူဒပြည်ရှမာရိပြည်မြေကြီးစွန့်တက်အောင်ကျွန်တော်တို့ကဖယားသားဖြစ်ခြင်းတက်တဲ့ဖယားရဲ့အလင်းထင်ရှားဖို့တက်တဲ့ဖြစ်ဖို့ဖြစ်ပါတယ်ဒါကြောင့်တင်အသက်ရှင်နေသူရဲ့ဖယားရဲ့အလိုတော်နဲ့အညီအသက်ရှင်ပါဖယားရဲ့အလင်းကိုလင်းစေပါဖယားရဲ့တက်တဲ့တွေဖြစ်စေပါကောင်းကင်ဘန္တာကိုဆုဆောင်တော်သူများဖြစ်စေပါလောကထဲမှာဖယားရဲ့သားဖြစ်ခြင်းကိုတက်တဲ့ထင်ရှားစီတော်သူဖြစ်စေပါနှုတ်ကပတ်တော်အပြင်ခွန်အားပေးခြင်းပါတယ်တင်ဟာဘယ်နေရာထဲမှာပဲရှိနေပါစေတင်ဟာဖယားသားဖြစ်တယ်ကောင်းကင်သားဖြစ်တယ်ကောင်းကင်သားကဲ့သို့ကျွန်တော်တို့အသက်ရှင်ရမှာဖြစ်ပါတယ်အဲ့ဒီအရာဖယားအလိုတော်ရှိသောအရာဖြစ်ပါတယ်လောကထဲမှာဖယားကကျွန်တော်ကိုထားရခြင်းအကြောင်းအရာကလောကထဲမှာဖယားရဲ့အလင်းဖယားရဲ့တက်တဲ့ထင်ရှားစေဖို့ဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ယုံကြည်သူတွေအတ္တတာထဲမှာဖယားရဲ့အလင်းတက်တဲ့မဖြစ်ဘဲနဲ့အဲ့ဒီလောကအရာကကျွန်တော်တို့ရဲ့အတ္တတာထဲမှာအလင်းဖြစ်နေတတ်တယ်တက်တဲ့ဖြစ်နေတတ်တယ်မဟုတ်ဘူးအဲ့လိုမဟုတ်ပါဘူးလောကအရာတွေရဲ့ကြားထဲမှာလောကထဲမှာကျွန်တော်တို့ကဖယားရဲ့နှုတ်ကပတ်တော်အလင်းကိုလင်းစေဖို့ဖြစ်တယ်ဖယားရဲ့နှုတ်ကပတ်တော်အလင်းကိုဝေမျှဖို့ဖြစ်ပါတယ်ဒါကြောင့်ချစ်တော်နှုတ်ကပတ်တော်ခံယူနေကြတဲ့ဓမ္မမိတ်ဆွေယုံကြည်သူခရိယန်ညီကိုမောင်နှမများဒီကနေ့ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့နေရာကိုမမေ့ပါနဲ့ဖယားကျွန်တော်တို့ကိုထားတဲ့နေရာကိုမမေ့ပါနဲ့ဖယားကျွန်တော်တို့ကိုထားတဲ့နေရာကဖယားသားအကောင်းကင်သားနေရာမှာဖြစ်ပါတယ်ဒါကြောင့်နေ့ရက်စဉ်တိုင်းအသက်ရှင်မှုထဲမှာဖယားသားကဲ့သို့ကောင်းကင်သားကဲ့သို့ဖယားရဲ့အလိုတော်နဲ့အညီဖယားရဲ့စကားတန်တော်ကိုနားထောင်ပြီးမှအသက်ရှင်ကြပါစို့လို့နှုတ်ကပတ်တော်အားဖြင့်ဤများတော့ဝိငါတိုက်တွန်းခွန်အားပေးလိုက်ပါတယ်နှုတ်ကပတ်တော်ခံယူတဲ့အရောက်ချင်းစီတိုင်းကိုဘုရားသခင်ဆက်လက်ဖွင့်ပြအလင်းပေးပါစေ